တိုင်းတောင်းတီပေါအောင်တော့3စီးပဲဝယ်လို့ရမယ်2025ရဲ့ဈေးကြီးဆုံးနှစ်ကင်းဘတ်ဆိုင်ငယ်6စီးထွက်လာပါပြီဘယ်လိုနေထားရှိမလဲဘယ်လောက်ကျမ်းမလဲဘယ်ဈေးတွေရှိပါမလဲဟယ်လိုအားလုံးမင်္ဂလာပါ MG ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့2025အသစ်ထွက်ဘေးကပ်ပြီးတော့တွေ့တက်နေရတဲ့မြန်မာငွေနဲ့ဈေးကြီးတဲ့ naked bike ဆိုင်ငယ်6စီးကြောင်းပြပြသွားမှာဖြစ်ပါတယ်စလိုက်ရအောင်Suzuki GSX 1000 Suzuki လူမစီးဆိုပြီးတော့ဘယ်သူထွင်ခဲ့လဲတော့မသိပါဘူး Suzuki ရဲ့ GSX-R Sport Bike နဲ့ဒါ GSX naked bike ပုံစံဆိုင်ငယ်တွေက share တီးလို့ထုတ်လို့ကောင်းတဲ့ performance ကျန်တဲ့ဆိုင်ငယ်တွေဖြစ်ပါတယ် Suzuki GSX ထဲမှာ1000cc ကအမြင့်ဆုံးဖြစ်ပြီး125 150 250 300 950 950cc အင်ဂျင်နဲ့ဆိုင်ငယ်တွေလည်းရှိပါတယ် Suzuki GSX-R နဲ့ GSXဆိုင်ငယ်တွေကအင်ဂျင်တူတူပဲဖြစ်ပါတယ် Racing နဲ့ naked bike ပဲကွာတော့တာပါ GSX 1000ဆိုင်ငယ်က2015ခုနှစ်ကစတင်ထုတ်လုပ်တာဖြစ်ပြီးလက်ရှိချိန်ထိထုတ်ထားပြီးဖြစ်ပါတယ် 999cc inline 4 engine တက်ဆင်ထားပြီးမြင်းကောင်150တီထုတ်လုပ်ပေးမှာဖြစ်ပါတယ်မြင်းဆုံးမောင်းနေတဲ့အားက233 km/h ဖြစ်ပြီး brake by wire ABS traction control ပြင် charge တင်များစွာလည်းပေါင်းပါတယ်ဈေးနှုန်းအနေနဲ့ Suzuki GSX 1000ဆိုင်ငယ်ကအခုမြန်မာငွေဈေးနဲ့ဆိုရင်3600ဝန်းကျင်လောက်ရှိမှာဖြစ်ပါတယ်ကုမ္ပဏီထုတ်စေပါအရင်ပုံမှန်ငွေဈေးနဲ့ဆိုရင်330ဝန်းကျင်ရှိမှာဖြစ်ပါတယ် Honda CB 1000 Hornet Honda CB Hornet ဆိုင်ငယ်တွေကဒီမြန်မာနိုင်ငံမှာအရင်9နှစ်6နှစ်လောက်ကမြင်ခဲ့ရပေမဲ့အခုကကွက်ပြောက်ဆိုင်ငယ်လို့ဖြစ်နေပါပြီ1996ခုနှစ်မှာ Honda က 250cc Hornet ဆိုင်ငယ်ကိုစထုတ်လာတာဖြစ်ပြီးတော့ 250F Hornet 600F Hornet 900F Hornet နဲ့2023ခုနှစ်မှာ CB 950 Hornet အခု2025ခုနှစ်မှာ CB 1000 Hornet ဆိုင်ငယ်တွေကိုဆက်လက်ထုတ်လုပ်နေပါတယ်အခုထုတ်တဲ့2025 CB 1000 Hornet က Honda ကထုတ်လုပ်ထားတဲ့ CB 1000နဲ့ဒီဇိုင်းမိုင်းနဲ့မဲ့ကွာမယ်အင်ဂျင်ကတော့တူတူနီးပါးပဲဖြစ်ပါတယ်999cc inline 4 engine ဖြစ်ပြီးတော့မြင်းကောင်ရ155အထိထုတ်လုပ်ပေးမှာပါမြင်းဆုံးမောင်းနေတဲ့အားက230 km/h ဖြစ်ပါတယ်0 to 100 km ကို3.2 စက္ကန့်အတွင်းတီးထုတ်နိုင်မှာဖြစ်ပါတယ် riding mode အစုံ traction control 3မျိုးTFT color display နဲ့အခြားစတင်ပေါင်း16000ပေါင်းဝင်ပါတယ်2025 CB 1000 Honda ဆိုင်ကအခုမြန်မာငွေဈေးနဲ့3600ဝန်းကျင်ရှိမှာဖြစ်ပါတယ်အရင်ပုံမှန်ငွေဈေးနဲ့ဆိုရင်330ဝန်းကျင်ပဲရှိမှာဖြစ်ပါတယ် Yamaha MT-10 ဆိုင်ကကြိုက်တယ်ယူသွတ်တဲ့သူတွေဆိုလို့ရှိရင် Yamaha ရဲ့ MT-07 MT-09 ဆိုင်တွေကိုမသိတဲ့လူရှိတဲ့လောက်ဖြစ်ပါတယ်အယုံဆွဲလင်ကျအားရဲ့ဆရာ Master of Top ဆိုပြီးတော့အမွန်တင်နာမည်ပေးထားတဲ့ဒီဆိုင်ငယ်တွေက0 to 100 km ကို3စက္ကန့်ဝန်းကျင်အတွင်းတီးထုတ်နိုင်ပါတယ် MT-15 MT-03 MT-07 MT-09 နဲ့အခုနောက်ဆုံး MT-10 ဆိုင်ငယ်တွေထုတ်ထားပြီးဖြစ်ပါတယ်အခုနောက်ဆုံးထုတ် MT-10 ဆိုင်ငယ်ကတော့အရင်ထွက်ထားတဲ့ MT series ဆိုင်ငယ်တွေထက်ပေါဝင်များမယ်ဂျမ်ပတန်ကတန်းကရမောင်းနိုင်တီးနေထုတ်နိုင်မယ်ပေါင်းဖြစ်ပါတယ်2016ခုနှစ်မှာစထုတ်လာဖြစ်ပြီး 998cc inline 4 engine ကိုအသုံးပြုထားပါတယ်မြင်းကောင်ရင်အား164ထိထုတ်လုပ်ပေးမှာဖြစ်ပြီးမြင်းသုံးမောင်းနေနိုင်အားက265 km/h ဖြစ်ပါတယ်0 to 100 km ကို2.9 စက္ကန့်နဲ့တီးထုတ်နိုင်မှာပါရွတ်သမျှ electronic system အကုန်လုံးပါဝင်မှာဖြစ်ပြီးဈေးနှုန်းအပြင်2025 Yamaha MT-10 ဆိုင်ကအခုမြန်မာငွေဈေးနဲ့3000နဲ့1500ကြားရှိမယ်လို့ခန့်မှန်းရပါတယ်အရင်ပုံမှန်ငွေဈေးနဲ့ဆိုရင်တော့300ဝန်းကျင်သာကျတင်မှာဖြစ်ပါတယ် Triumph Speed Travel Tom Cruise မင်းသားကြီးရဲ့ရွှေရှင်တွေထဲမှာခဏခဏထည့်ရတဲ့ဆိုင်ငယ်ကိုပြဆိုရင်တော့ Triumph Speed Travel ဆိုင်ငယ်ရှိပါတယ် British ဆိုင်ငယ်ထဲမှာနာမည်ကြီးတဲ့ဆိုင်ငယ်ကုမ္ပဏီဖြစ်ပြီးဆိုင်ငယ်ကြိုက်တဲ့သူဆိုလို့ရင်တော့ Triumph ကမသိတဲ့သူရှိတဲ့လောက်ရှားပါတယ် UK ထုတ်ဆိုင်ငယ်ထဲမှာ performance ကောင်းမယ်ကြမ်းမယ် smooth ဖြစ်မယ် design မိုင်းမယ်ဘောင်းဝင်တန်းဝင်လမ်းမပေါ်မောင်းနိုင်တဲ့ထုတ်လုပ်ဖြန့်ချီထားတဲ့ဆိုင်ငယ်ထုတ်လုပ်မှုမှာလည်းကမ္ဘာကြီးဆုံး 2500cc အင်ဂျင်နဲ့ Triumph Rocket ဆိုတဲ့ဆိုင်ငယ်လေးထုတ်လုပ်ထားပါတယ်ကမ္ဘာပထမဆုံး inline 3 engine ကိုစပြီးတော့အသုံးပြုလာတဲ့ဆိုင်ငယ်ကုမ္ပဏီလို့ပြောလို့လည်းရပါတယ် Triumph Trident Street Travel နဲ့ Speed Travel ဆိုင်ငယ်တွေဟာ Triumph ရဲ့နာမည်ကြီးတဲ့ inline 3 engine နဲ့ဆိုင်ငယ်တွေဖြစ်ပါတယ်အဲဒီမှာ Speed Travel ဆိုင်ငယ်က2021ခုနှစ်မှာစထုတ်လာခဲ့တဲ့ naked bike Street Fighter design နဲ့လူကြိုက်များတဲ့ဆိုင်ငယ်ဖြစ်လာပါတယ်1160cc inline 3 engine ကိုအသုံးပြုထားပြီးမြင်းကောင်အား189အထိထုတ်လုပ်ပေးမှာဖြစ်ပါတယ်မြင်းသုံးမောင်းနေတဲ့အားက245 km/h ဖြစ်ပါတယ်0 to 100 km ကို3.2 စက္ကန့်နဲ့တီးထုတ်နိုင်မှာဖြစ်ပါတယ်2025 Triumph Speed Travel ဆိုင်ကအခုမြန်မာငွေဈေးနဲ့ဆိုရင်3000ဝန်းကျင်ရှိမှာဖြစ်ပါတယ်အရင်ပုံမှန်ငွေဈေးနဲ့ဆိုရင်350ဝန်းကျင်သာရှိမှာဖြစ်ပါတယ်ဒီဆိုင်က
ဒီဆိုင်ကလားဒီဆိုင်ကလားဒါမျိုးဆိုင်ကလားဒီမျိုးဆိုင်ကတွေကိုကိုမျိုးဝဲမော်တော်ဆိုင်က showroom မှာဝယ်ရွက်ရှင်းနိုင်ပါတယ်30ဝန်းကျင်ကနေ300ဝန်းကျင်ဒီဆိုင်ကမျိုးစုံရှိပြီးတော့ဆိုင်မှာရှိတဲ့ဆိုင်ကတွေကိုလည်းလဲထပ်ပြုလုပ်နိုင်ပါတယ်ကျန်ဦးမှာဆိုမော်ဘီမြို့နယ် supply မှတ်တိုင်နဲ့16မှတ်တိုင်ကြားမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြတ်တာတီ58လမ်း130အေးကြားမှာရှိပါတယ်တေးသိချင်းဆက်သွယ်မင်းမြတ်နေတယ်ဆိုလို့ကျွန်တော်အခုမြင်နေရတဲ့ဖုန်းနံပါတ်တွေကိုလည်းဆက်သွယ်မင်းမြတ်နိုင်ပါတယ်comment မှာလည်းပြည့်စုံလင်းချပေးထားပါတယ် KTM 1392ကိုတင်မောင်ကဥရောပခြေဆိုင်ဩစတြေးလျနိုင်ငံထုတ်ဆိုင်ကဖြစ်ပါတယ်ဩစတြေးလျအာရှပစိဖိတ်ဒေသနဲ့မားနေကြတာတွေ့လို့ပါဩစတြေးလျခြေဆိုင်ကုမ္ပဏီဖြစ်ပေမဲ့အိန္ဒိယရဲ့ budget ဆိုင်ကကုမ္ပဏီက share အများဆုံးဝယ်ယူထားပြီးတော့အိန္ဒိယနိုင်ငံမှာ KTM စက်ရုံတွေအများများတည်ထောင်ထားပါတယ်အဲစက်ရုံတွေကနေဩစတြေးလျနည်းပညာနဲ့အိန္ဒိယလောက်သားတွေပေါင်းပြီးတော့ KTM ဆိုင်ကတွေထုတ်လုပ်ပါတယ် KTM က naked bike ပုံစံဆိုင်က Adventure ဆိုင်က dirt bike တွေ off-road ဆိုင်ကတွေနဲ့နာမည်ကြီးပါတယ်Dakar Rally လို့ခေါ်တဲ့18ရက်လောက်တဲတောင်မြင်ပေါ်မှာရှင်ပြိုင်ရတဲ့ဆိုင်ငယ်ပြိုင်ပွဲမှာလည်းနောက်ဆုံးဆရာကြီးဖြစ်ပါတယ်။အဲပြိုင်ပွဲအကြောင်းဗီဒီယိုတင်ထားတာကိုဒါ comment မှာ link ချပေးထားပါတယ်။ KTM ရဲ့ naked bike ဆိုင်ငယ်ထဲမှာအခုနောက်ဆုံးထုတ်ထားတဲ့1390တုဆိုင်ငယ်ကြီးကတကယ် power ကျန်းတဲ့ကောင်ဖြစ်ပါတယ်။ပုံစံမြင်လိုက်တာနဲ့ကိုခက်ထန်ကျန်းတဲ့အသွင်ပုံစံမျိုးရှိပါတယ်။1390cc V12 engine လုံးကြီးတက်ဆင်ထားပြီးမြင်းကောင်ကြီးအား190 D ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ 0 to 100 km ကို3စက္ကန့်တွင်တီးထုံနိုင်မှာပါ။မြင့်ဆုံးမောင်းနေတဲ့အားက250 ကီလိုမီတာပါအောင်အထက်မှာရှိမှာဖြစ်ပါတယ်။2025 KTM 1390တုတ်ရဲ့ဈေးကအခုမြန်မာငွေဈေးနဲ့3,000နဲ့1,500ဝန်းကျင်ရှိမှာဖြစ်ပါတယ်။ရေမုံငွေဈေးနဲ့ဆိုရင်တော့3,300ဝန်းကျင်ပဲရှိမှာဖြစ်ပါတယ်။ Kawasaki ZH2 ကမ္ဘာနံပါတ်1ညံဆုံးဆိုင်ငယ်ထုတ်လုပ်ထားတဲ့ Kawasaki ကဒီအညံဆုံးဆိုတဲ့ဆိုင်ငယ်အင်ဂျင်ကိုအသုံးပြုပြီးတော့ naked bike တစ်စီးထုတ်ပြလာပါတယ်။ကမ္ဘာနံပါတ်1အများဆုံးဆိုင်ငယ်က Kawasaki Ninja H2 ပါဖြစ်ပါတယ်။ယခုလက်ရှိအချိန်လေး10နှစ်ကြာပြီဖြစ်ပေမဲ့ကျော်လွန်နိုင်တဲ့ဆိုင်ငယ်ထုတ်လုပ်မှုမရှိသေးပါဘူး။ပြိုင်ပွဲဝင်အတွက်အသုံးပြုပြီးတော့တရားဝင်ထုတ်ရောင်းခြင်းမျိုးလုပ်လို့မရပါဘူး။ဘာလို့လဲဆိုတော့ဆိုင်ငယ်ထုတ်လုပ်ရောင်းချမယ်ဆိုရင်သတ်မှတ်ထားတဲ့စီးကမ်းချက်တွေရှိပါတယ်။အဲစီးကမ်းတွေကျော်လွန်နေတာကြောင့်ဒါ Ninja H2 ပါကိုတစ်ဆင့်နိုင်ထားတဲ့ Ninja H2 ကိုသာထုတ်လုပ်ရောင်းချပါတယ်။ H2 ပါတော့ကြမ်းမှုဆိုပေမဲ့ street version မှာတော့ကမ္ဘာအများဆုံး sport bike ဆိုင်ငယ်ထဲမှာပေါအောင်ပါတယ်။ H2 engine ကိုအသုံးပြုပြီးတော့ဒါ naked bike design နဲ့ Kawasaki ZH2 ဆိုတဲ့ဆိုင်ငယ်ကို2020ခုနှစ်မှာစတင်ထုတ်လုပ်လာပါတယ်။ 998cc M4 engine ကိုအသုံးပြုထားပြီး H2 ထက်မြင်းကောင်ရင်30ရော့နေပါတယ်။ဒါပေမဲ့မြင်းကောင်ရင်အားက190ခွန်အထိထုတ်လုပ်နိုင်ပါတယ်။ ZH2 ရဲ့မြင့်ဆုံးမောင်းနိုင်အား282ကီလိုမီတာ/အော်ဖြစ်ပါတယ်။ Ninja H2 က300ကီလိုမီတာကျော် H2 က400ကီလိုမီတာအထိတီးထုတ်နိုင်ပါတယ်။2025 Kawasaki ZH2 ဆိုင်ရဲ့ဈေးကအခုမြန်မာငွေဈေးနဲ့ဆိုရင်300ဝန်းကျင်ရှိမှာဖြစ်ပါတယ်။ရင်းပုံမှန်ငွေဈေးနဲ့ဆိုရင်300ဝန်းကျင်သာကျတယ်မှာဖြစ်ပါတယ်။ MV Gusta Brute MV Gusta က Ducati လိုနာမည်ကြီးတဲ့ elite ခြေဆိုင်ဆိုင်ငယ်ကုမ္ပဏီဖြစ်ပါတယ်။ naked bike, sport bike, adventure နဲ့ retro style ပုံစံ premium ဆန်နဲ့ high end ဆိုင်ငယ်မျိုးစားတွေထုတ်လုပ်ပါတယ်။မြန်မာနိုင်ငံမှာတော့ MV Gusta ဆိုင်ငယ်တွေက Ducati လိုတိတ်တွေ့ရတာမျိုးမရှိပါဘူး။ဈေးကြီးတာရဲ့ဒီကအခြေအနေတွေကြောင့်ဝင်လာတာမျိုးလည်းဖြစ်မှာပါ။ဒါပေမဲ့ဂျပန်လီလန်နဲ့ရောင်းချထားတဲ့မြန်မာနိုင်ငံထဲဝင်လာတဲ့ဆိုင်ငယ်တွေတော့ရှိမှာပါ။ MV Gusta F3, F4, Druster, Brute ဆိုင်ငယ်တွေကနာမည်ကြီးတဲ့ဆိုင်ငယ်တွေဖြစ်ပါတယ်။အခြားနာမည်ကြီးဆိုင်ငယ်တွေလည်းရှိပါတယ်။ဒီဆိုင်ငယ်တွေထဲမှာ MV Gusta Brute ဆိုင်ငယ်ကကမ္ဘာ့မှန်ဆုံးဆိုင်ငယ်တွေထဲမှာပေါင်းပါတယ်။ Brute 800RR, Brute 1000RR နဲ့ Oro Limited ဆိုပြီးတော့၃မျိုးရှိပါတယ်။ဒီထဲမှာ Brute 1000RR က 998cc M4 engine အသုံးပြုထားပြီးတော့မြင်းကောင်ကြီးအားက208အထိထုတ်လုပ်ပေးမှာပါ။0 to 100 km ကို2.9 စက္ကန့်အရောက်နဲ့တီးထုတ်နိုင်အောင်ပါ။မြင်းသုံးမောင်းနေတဲ့အားက300 km/h ဖြစ်ပါတယ်။အခုမြန်မာငွေဈေးနဲ့2025 MV Gusta Brute 1000RR ဆိုင်ငယ်ဈေးက3600ဝန်းကျင်ရှိမှာဖြစ်ပါတယ်။ရင်းပုံငွေဈေးနဲ့ဆိုရင်3400ဝန်းကျင်ပဲရှိမှာဖြစ်ပါတယ်။ BMW M1000R BMW ဆိုတာကမသိတဲ့သူမရှိတော့ရင်းနှီးနေမဲ့ brand တစ်ခုဖြစ်ပါတယ်။ကားတွေပြင် premium ဆိုင်နဲ့ကမ္ဘာ့မြန်ဆုံးဆိုင်ငယ်တွေကိုလည်းထုတ်လုပ်ထားပြီးဖြစ်ပါတယ်။ BMW အချုပ်ရဲ့လက်ခွဲတစ်ခုဖြစ်တဲ့ BMW Motorrad ဆိုတဲ့ကုမ္ပဏီကို1923ခုနှစ်မှာဆိုင်ငယ်တွေထုတ်လုပ်ဖို့စတင်တည်ထောင်ပါတယ်။အဲကစလို့ကိုပိုင်ဟန်ကိုပိုင်ပုံစံနဲ့ဆိုင်ငယ်မျိုးစုံကိုဒါယနေ့ချိန်ထိအောင်မြင်ထုတ်လုပ်ထားပါတယ်။ကမ္ဘာ့မြန်ဆုံးဆိုင်ငယ်တွေမှာပါဝင်တဲ့ BMW S1000RR Sport Bike ရှိပြီးတော့အဲဒီဆိုင်ငယ်အရင်အသုံးပြုပြီး naked bike ပုံစံဖြစ်တဲ့ M1000R ကိုယခု2025မှာ upgrade အသစ်တွေနဲ့ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။ 999cc M4 engine ကိုအသုံးပြုထားပြီးတော့မြင်းကောင်ရင်အားက232အထိထုတ်လုပ်ပေးမှာဖြစ်ပါတယ်။0 to 100 km ကို3.3 စက္ကန့်နဲ့အရောက်တီးချုပ်နိုင်ပြီးမြင့်ဆုံးမောင်းနေတဲ့အားက315 km/h ဖြစ်ပါတယ်။ share plan နဲ့ကြမ်းမဲ့ဟောင်းကြီးဖြစ်ပါတယ်။2025 M1000RR ကအခုမြန်မာငွေဈေးနဲ့ဆိုရင်3800နဲ့2000ကြား
ရှိမှလို့တော့ခန့်မှန်းရပါတယ်။မြေပေါ်မှာငွေစင်းနဲ့ဆိုရင်3,400ဝန်းကျင်ကကျတဲ့မှာဖြစ်ပါတယ်။ Ducati Street Fighter V4 Ducati က Italy brand ဆိုင်ငယ်ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပြီးတော့တစ်ကမ္ဘာလုံးမှာ Holy ကျော်နာမည်ကြီးပါတယ်။ Lamborghini နဲ့ collaborate လုပ်ပြီးတော့ဒါထုတ်လုပ်ထားတဲ့ limited edition Ducati ဆိုင်ငယ်တွေလည်းရှိပါတယ်။ Sport Bike, Touring, Venture နဲ့ Scrambler ဆိုင်ငယ်တွေ Naked Bike ဆိုင်ငယ်မျိုးစုံအောင်မြင်ထုတ်လုပ်ထားပြီးအောင်မြင်နေသေးဖြစ်ပါတယ်။ Panigale V4, Diabe, Street Fighter V4, Scrambler, Hyper Motor နဲ့ Multistrada V4 ဆိုင်ငယ်တွေကနာမည်ကြီးပါတယ်။ခြားနာမည်ကြီးဆိုင်ငယ်တွေလည်းရှိပါတယ်။ဒီထဲမှာ Ducati Street Fighter V4 ဆိုင်ငယ်က Panigale V4 ဆိုင်ငယ်နဲ့ engine တူဖြစ်ပြီးတော့ Naked Bike ပုံစံ design နဲ့ဖြစ်ပါတယ်။ Lamborghini နဲ့ပူးပေါင်းထုတ်လုပ်ထားတဲ့ Lambo Street Fighter V4 လည်းရှိပါသေးတယ်။ 1103cc Desmo City V4 engine ဖြစ်ပြီးတော့မြင့်ငုံအားက280ထိထုတ်လုပ်ပေးနိုင်ပါတယ်။ Power Exhaust လည်းဒါကျူရင်ထပ်လို့လို့ရှိရင်တော့မြင့်ငုံအားက220ကျော်အထိထုတ်လုပ်ပေးနိုင်ပါတယ်။ 0 to 100 km ကို2.9 စက္ကန့်နဲ့တီးထုတ်နိုင်အောင်ပါ။မြင့်ဆုံးမောင်းနေတဲ့အားက300 km နဲ့320 km/h ကြားဖြစ်ပါတယ်။သိနိုင်သလောက်ဒါ electronic system ရွတ်နိုင်သလောက်အားလုံးပါဝင်အောင်ပါ။ရွတ်ပြရင်မိုးလင်းသွားနိုင်လို့မရွတ်ပြတော့ပါဘူး။ဈေးကတော့2025 Ducati Street Fighter V4 ဆိုင်ကအခုမြန်မာငွေစင်းနဲ့3,000နဲ့1,500ကြားထဲရှိမှခံမှန်းရပါတယ်။ Street Fighter V4S, Street Fighter V4, SP2 version တွေတန်းရှိပါအောင်။ဟုတ်ကဲ့ဒီနေ့ပြောပြသွားတဲ့ကျောင်းရတွေက2025မှာတွေးတက်ပြီးတော့ဘေးကတ်နေရတဲ့ဈေးကြီးဆုံးကျန်းဆုံးဆိုင်ကယ်တွေက Naked Bike ဆိုင်ကယ်6စီးအကြောင်းဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဒီဆိုင်ကယ်တွေကိုဘယ်လိုမြင်ပါလဲ။ဘယ်တစ်စီးကိုကြိုက်နေတတ်လဲ။လက်ထဲပတ်စံရှိခဲ့ရင်ဒီဆိုင်ကယ်တွေကိုဝယ်ပြမလားဆိုတာ comment မှာပြောပြခဲ့ကြပါအောင်ခင်ဗျ။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ agent ပျော်ရွှင်တဲ့နေ့တွေကိုအများဆုံးပိုင်ဆိုင်နိုင်ကြပါစေ။